အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အကူရီမိုက်အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ကြပါစေကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကတော့အကူရီမိုက်အားလုံးပဲကျွန်တော်9ရက်နေ့တောက်ကြနေ့အတွက်ကျွန်တော်ဒိတ်ပါပြောပြတယ်เนาะကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်အကူရီမိုက်အားလုံးအတွက်တောက်ကြနေ့အတွက်အကောင်းဆုံးပြည်တန်ကဏ္ဍเนาะကျွန်တော်ရဲ့ပြည်တန်ကဏ္ဍလေးလုံးပေါ့ရွှေကီးလို့လည်းခေါ်လို့ရတယ်ပေါ့เนาะအဲ့ဒါအမြဲတမ်းကျွန်တော်တင်ပေးနေကြပါเนาะကျွန်တော်တောက်ကြနေ့အတွက်တင်ပေးမယ်လာမယ်ပွဲအရင်ရှစ်ဘက်ကကျွန်တော်ရှိမှာတပတ်စာအဖွဲ့ဝင်ထားတဲ့အကူမများအားလုံးเนาะကျွန်တော်တစ်ချက်ပြောချင်ပါတယ်ကျွန်တော်ဖုန်းလေးတစ်ချက်လောက်ပြန်ခေါ်ပေးကြပါခင်ဗျာစနေတင်းတင်းကိုနေကြရင်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဖုန်းအသစ်ချိန်ထားတဲ့အတွက်ဖုန်းနံပါတ်တွေကျွန်တော်ရှိမှာမရှိတော့တဲ့အတွက်အားလုံးကိုကျွန်တော်ကဏ္ဍပို့ပေးဖို့အဆင်မပြေလို့ပါနော်။တစ်ချက်ဖုန်းခေါ်ပေးပါ။ဒီအဖွဲ့ဝင်အသစ်ဝင်ခြင်းတဲ့အကူအများအားလုံးလည်းကျွန်တော်အကူဒီမိုက်အားလုံးလည်းအဖွဲ့ဝင်လို့ရပါပြီ။တောက်ကြစနေတင်းတင်းကိုနေ3ရက်အတွင်းကျွန်တော်လာမယ်ပွဲအတွက်အဖွဲ့ဝင်လက်ခံပေးပါမယ်။အကြိုက်တဲ့ချိန်ဖုန်းခေါ်ပြီးတော့အဖွဲ့ဝင်လို့ရပါတယ်ခင်ဗျာ။ကျွန်တော်မနေ့ပြန်အတွက်နေတဲ့ကဏ္ဍလေးကျွန်တော်တင်ပေးမယ်ပြည်တန်ကဏ္ဍလေးလုံးလည်းကျွန်တော်တင်ပေးမယ်နော်အကူမများလုံးကကျွန်တော်ဗီဒီယိုဖိုင်လေးကိုအပေါင်းလေးနှိပ်ခဲ့ပြီးအသေးလေးပြီး copy link ယူပြီးတော့များများလေး share သွားပေးဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ရဲ့ Facebook page တွေမှာလည်းကျွန်တော်တင်ပေးမယ် YouTube မှာလည်းတင်ပေးမယ်အခု TikTok မှာလည်းကျွန်တော်တင်ပေးထားတယ်နော်အားလုံးကအပေါင်းလေးနှိပ်ခဲ့အသေးလေးပြီး copy link များများ share သွားပေးအားလုံးမျှဝေပေးခြင်းဖြစ်ပါတယ် channel တက်မှုရှိတဲ့အကူဒီမိုက်အားလုံးကစားလို့ရပါတယ်ခင်ဗျာနော်ဗီဒီယိုဖိုင်လေးကိုတော့အပေါင်းလေးနဲ့ daily pay copy link ယူများများ share သွားပေးပါဖုန်းနံပါတ်ကိုကျွန်တော်အတိအကပြောချင်ပါတယ်ကျွန်တော်နာမည်နဲ့နော်ဒီ line ပေါ်မှာလှုပ်ရှားတဲ့သူတွေအများကြီးတွေ့ပါတယ်ဗျာနော်ကျွန်တော်ပုံနဲ့ပေါ့နော်နာမည်ဖုန်းနံပါတ်ကတော့အတူပေါ့ဗျာအဲ့ဖုန်းနံပါတ်လှုပ်ရှားတွေ့ပါတယ်အခုဒီမိုက်အားလုံးကအတူပါလေးသတိပြုပေးပါကျွန်တော်ဖုန်းနံပါတ်ကိုဒီနေရာမှာကျွန်တော်တင်လို့ရရင်ကျွန်တော်တင်ပေးမယ်တင်လို့မရရင်ကျွန်တော်ပါဇက်ကပြောပေးမယ်တစ်ချက်မှတ်ပေးပါနော်ကျွန်တော်ရဲ့ဖုန်းနံပါတ်က399663833332ဖြစ်ပါတယ်အဲ့ဒီတကတ်ပဲကျွန်တော်ခိုင်းပါတယ်အရင် MPD ကတ်ကိုကျွန်တော်မသုံးတော့စပ်ပိတ်ထားပါတယ်ဗျာနော်ပြန်ပြောပြပါမယ်399663833332ဖြစ်ပါတယ်ခင်ဗျာဝေးကောက် KB ကောက်ကျွန်တော်နာမည်နဲ့ကျွန်တော်ဖွင့်ပေးထားပါတယ်အကူဒီမိုက်အားလုံးပါနော်အဖွဲ့ဝင်ကြီးနဲ့အကူမများအားလုံးကဖုန်းတိုက်ရိုက်ခေါ်လို့ရပါတယ်ခင်ဗျာ6638333332ပဲတပတ်စာအတွက်ကိုကျွန်တော်เนาะအဖွဲ့ဝင်အတီးတန့်ကျွန်တော်ပေးတာဖြစ်ပါတယ်အကူဒီမိုက်အဖွဲ့ဝင်တဲ့သူတွေအကူမများအားလုံးကတော့ကျွန်တော် live မလွင့်လဲကဏ္ဍကို share ကဏ္ဍအကောင်းဆုံးကဏ္ဍတွေကျွန်တော် YouTube ပေးတာဖြစ်ပါတယ်နော်ကျွန်တော်မနက်ပြန်ကျွန်တော်9ရက်နေ့ကျွန်တော်တောက်ကြနေပွဲသိမ်းဈေးအတွက် share ပေးတဲ့ကဏ္ဍက2.49ဖြစ်ပါတယ်အဲ့ဒီ2.49နေကုန်ကစားပါ2.49မှာအကောင်းဆုံးပတ်သီးတစ်လုံးနဲ့ကျွန်တော် main ရော3ခွက်ထုတ်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဆောင်းနာပြောတဲ့ဖုန်းနံပါတ်ပေါ့နော်6638333332ရဲ့ဖုန်းမက်ဆေ့မှာတွားဟိုင်းပြီးတော့ယူနိုင်ပါတယ်အားလုံးမျှဝေပေးမှာဖြစ်ပါတယ်အဖွဲ့ဝင်မဲ့အကူမများအားလုံးကဖုန်းခေါ်ပါအဖွဲ့မဝင်မဲ့နေ့တိုက်ကဏ္ဍထိုးကျင်တဲ့အကူမများအားလုံးက6638333332ဆိုတဲ့ဖုန်းနံပါတ်ရဲ့message မှာတွားဟိုင်းပြီးတော့ယူပါအားလုံးပို့ပေးပါမယ်ကျွန်တော်ဒီနေရာမှာဖုန်းနံပါတ်တင်လို့ရရင်တင်ပေးမယ်တင်လို့မရရင် logo မှာဝင်ကြည့်လိုက်ကျွန်တော်ဖုန်းနံပါတ်တင်ပေးထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်အကူဒီမိုက်အားလုံးပဲအဆင်ပြေကြပါစေ2.49ရွှေကီးနေကုန်ပေတံကဏ္ဍအဆင်ပြေကြပါစေ